မကောင်းတာနဲ့ကောင်းတာဆိုတာဒီမကောင်းတဲ့သဘောတွေဆိုတာမပယ်လှန်မှုမတွန်းလှန်မှုဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှအကောင်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့အမြဲဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အနေထားစိတ်နေသဘောထားတွေကိုဆင်ញင်သုံးသပ်နေဖို့လိုအပ်တယ်ပေါ့ငါဟာဟိနာဓိမုတ်တိကအောက်တန်းကြတဲ့အတွေးတွေအောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိနေတာလားကလျာဏဓိမုတ်တကောင်းမြတ်တဲ့အတွေးတွေကောင်းမြတ်တဲ့ဆန္ဒတွေရှိနေတဲ့ပုဂ္ဂိုလ်လားလို့ဆိုတာကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ပြီးတော့အဖြေရှာရဆင်ញင်သုံးသပ်လိုက်တာနဲ့အဖြေဆိုတာထွက်လာဟိနာဓိမုတ်တိကအောက်တန်းကြတဲ့စိတ်ဓာတ်တွေငါမှရှိနေတယ်ဆိုရင်ပြင်ရမယ်ပေါ့ဒီစိတ်ဓာတ်တွေကိုယ်တိုင်မပြင်လို့ရှိရင်တိတဲ့ဘဝမှာမပြင်ရင်လူတွေဟာခောက်ရိုးကျိုးသွားပြီးတန်တရားမှာဇယိုက်ဆိုးတွေနဲ့ပဲသွားတာဒါကသေးသေးချာချာစဉ်းစားကြည့်နော်လူဘဝမှာတရှူးရှူးတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခွတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲနွားဖြစ်ရင်တောင်မှပဲဟိုနွားခွေဒီနွားခွေတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်ဒီတဲ့ဆိုရင်တော့ကြားတို့အကောင်မလောင်တွေကြိုက်စားတဲ့ချင်းသေးတို့ဆိုတဲ့အကောင်မျိုးတွေသွားဖြစ်တယ်ဒေါသသမားတွေဟာအဲ့ဒီတိုင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားတယ်မပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်သွားတရိစ္ဆာန်တွေကိုကြည့်အေးအေးချမ်းချမ်းနေတဲ့တရိစ္ဆာန်ရှိတယ်စူးစူးပူပူရန်လုံနေတဲ့တရိစ္ဆာန်လည်းရှိတယ်အကဲခတ်ပြီးတော့ကြည့်ရန်လုံတတ်တဲ့တရိစ္ဆာန်တစ်မျိုးတည်းတည်းပဲရန်လုံတဲ့တရိစ္ဆာန်ရှိတယ်ရန်မလုံတဲ့တရိစ္ဆာန်ရှိတယ်ခွေးထဲမှာလည်းသဘောကောင်းတဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်ဟောအမှတ်တမဲ့နေရင်တော့မသိဘူးသေချာကြည့်လို့ရှင်ခွေးဟာကြိုက်တတ်တဲ့ခွေးရှိတယ်မကြိုက်တတ်တဲ့ခွေးရှိတယ်ကြိုက်တဲ့ခွေးဆိုတာသဘောဆိုးလို့ကြိုက်တာနော်သဘောမဆိုးတဲ့ခွေးကလူလာရင်အမီးနှံပြီးတော့ခင်တတ်မင်တတ်တယ်ပေါ့အဲ့တော့ဒီသဘောတွေဟာဆင်ញင်သုံးသပ်တတ်ရအော်ခွေးတောင်မှမေတ္တာရှိတဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးမေတ္တာပြည့်တဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးဒီလိုဖြစ်ရတာပါဘဝမှာမပြင်းဘူးဆိုလို့ရှိရင်တလျှောက်လုံးဟာဒေါသသမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိန်နိုင်တဲ့အခါဒေါသနဲ့သေဆုံးသွားလို့ရှိရင်အင်တန်မှဆင်းရဲတဲ့အပင်ငရဲကြာရောက်သွားနိုင်တာပေါ့ကိုဒေါသကကိုယ်ကိုပို့ပေးလိုက်တဲ့သဘောပေါ့ထို့တူပဲလောဘကြီးတဲ့လူနဲ့လောဘနည်းတဲ့လူကိုယ်ရှိမှရှိနိုင်ကိုယ့်ကိုယ်လည်းဆင်ញင်သုံးသပ်ကြည့်ရလောဘကြီးတဲ့လူလောဘကိုမထိန်နိုင်မသိမ့်နိုင်တဲ့အခါကိုယ်ပစ္စည်းနဲ့တင်အားမရဘူးသူများပစ္စည်းကိုယူတယ်ဆိုတဲ့ပြစ်မှုတစ်ခုကျူးလွန်လို့ဒုက္ခရောက်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့မတရားတဲ့နည်းနဲ့သူများပစ္စည်းရအောင်ယူတဲ့လောဘမျိုးဖြစ်လာလို့ရှိရင်ပို့ပြီးတော့ဆိုးတာပေါ့အဲ့ဒါလို့ကိုယ့်ရဲ့ဇယိုက်တွေအကျင့်စိုးတွေကိုသိတဲ့အချိန်မှာပြင်ပေးဖို့လိုအပ်တယ်မပြင်ဘူးဆိုလို့ရှိရင်တန်တရားထဲမှာဇယိုက်ဆိုးနဲ့ခရီးသွား950ဇတ်တွေကိုကြည့်ရှင်အင်္ဂုလိမာလဘဝကိုလေးလာကြည့်ရှင်အင်္ဂုလိမာလဟာသူ့ဘဝဇတ်လန်းတွေမှာခက်ချမ်းချမ်းနေကြည့်ပဲအကုန်လုံးနော်နောက်ဆုံးဘဝမှာလည်းကြည့်ယန္နာဖြစ်မဲ့ဘဝတောင်မှပဲလူသားသမားကြီးဘဝနဲ့ဖြစ်ရသေးတာပဲလေဇက်ကအဲ့လိုကြမ်းနေတတ်တယ်